နှလုံးသားတေသူနဲ့နှလုံးသားရှင်တန်သူဘာသာချဘယင်တူကသူတော်တင်တူကိုအထင်သေးနဲ့ကြည်နေတယ်ဗျာအဲ့ဒါကိုအဲ့ထဲကတူကသူ့ဘောကိုရိတ်စားမိပြီးအိုးကဘာကြီးရဲ့ဘယင်ကြီးဒီလောကကြီးမှာတော့ကျုပ်တို့ကအသင့်တဲ့ဂုံနိုင်သူပါဘဝမှာတော့ပူပြီးပြောရသူတွေပေါ့တင်ရင်တော့အားလုံးတန်းတူဖြစ်သွားမှာပါပြန်ရှင်ရမယ်နေကြရင်တော့ကျုပ်တို့ကအသင့်တဲ့ပူပြီးကြီးကဲမြင့်မြတ်နေမှာဗျနိုင်ငံတစ်ခုရဲ့ဘယင်ကတော့ပျော်ပိုက်လာလို့သူငားလေသူတော်တင်ကတော့ရိတ်ခါလိုနေမှာပဲလေအချိန်ကြရင်တော့ကျုပ်တို့နှုတ်သလုံးလဲတည်ရမှာပေါ့အသင့်ကိုပိတ်ပိုင်းလေးနဲ့ခေါ်ထုတ်သွားမှာလေအသင့်နန်းတွင်းကထွက်ခွာရရင်လဲဘာသာရှားယာသာတိယာသာဘယင်ထက်တရောင်းသားကပိုပြီးကောင်းပါလေပြင်ပပုံစံအရသာဒက်သွေးသူတော်ကောင်းကအဖာဘလာဘွားနဲ့ဝစ်စုံကိုပြထားတာကတုံးကလည်းပြောင်းနေသေးတကယ်ဆိုသူနှလုံးသားကပဲရှင်နေတာယာကတော့တည်နေပြီးသားကွာ